အိမ်မက်တွေကိုသာ record လုပ်ထားလို့ရရင်ဘယ်လိုနေမလဲ မနက်နိုးလာပြီအရန်မိုက်တဲ့အိမ်မက်တစ်ခုကိုမမှတ်မိတော့တာမျိုးဖြစ်ပူကြတယ်မလားအရန်နှမျိုးကိုကောင်းတယ်နော် တကယ်လို့သာအုံတော့ကို USB လို့ချိတ်ပြီးအဲ့ဒီအိမ်မက်တွေကိုဗီဒီယိုအနေနဲ့ record လုပ်လို့ရမယ်ဆိုရင်ဘာဖြစ်မလဲ အဲ့ဒီအခါကျရင် Netflix ဒီ cinema တွေတွားစရာမလိုတော့ဘူးကိုယ့်အိမ်မက်ကိုပြန်ကြည့်အောင်မယ် dream streaming လုပ်ပြီးပတ်စံအောင်ရှာလို့ရအောင်မယ် psychologist တွေတော့ရွှေခစ်ပဲမင်းရဲ့မပြီးစိတ်ထဲကပြဿနာတွေကို screen ပေါ်မှာအကုန်မြင်ရပြီလေကိုရလာပိုလွယ်သွားမှာပေါ့ ဒါပေမဲ့တစ်ဖက်မှာလည်းကြောက်စရာကောင်းမလဲမင်းရဲ့အမှန်ချမ်းကလျှို့ဝှက်ချက်ဒီ crush ကိုအိမ်မက်မက်နေရာတွေကိုသမားတွေမြင်သွားရင်ဘယ်လိုလုပ်မလဲ ပြီးတော့အိမ်မဆိုးတွေတရက်၆တဲ့အိမ်မက်တွေကို 4K quality နဲ့အပြင်မှာပြန်မြင်အောင်ကြည့်လိုက်နှလုံးရိုးကရသွားနိုင်တယ် နောက်ထပ်ပြဿနာက hacker တွေပဲမင်းရဲ့အိမ်မက်တွေကို hack ပြီးငွေညစ်တာမျိုးတွေလောက်လာနိုင်တယ်မင်းအိမ်မက်ငါ့လက်ထဲမှာနော်ဆိုပြီးပေါ့ ကြားလိုက်ရင်လူတွေကလက်တွေ့ဘဝနဲ့အိမ်မက်ကိုခွဲခြားနိုင်တော့မှာမဟုတ်ဘူး Inception ရုပ်ရှင်တဲ့ကလို့အဖြစ်မှန်ကိုမိသွားကြလိမ့်မယ် အဲ့ဒီတော့လက်တွေ့ဘဝကြီးကပြင်းစရာကောင်းပြီးအိမ်မက်ကပုံမိုက်နေရင်ဘသူကအိပ်ရာထားခြင်းတော့မလဲအိပ်ဆက်ခြင်းကိုဆွဲလန်းကုန်ကြတော့မှာပေါ့ ကဲမိတ်ဆွေတို့ရောကိုယ့်အိမ်မက်တွေကို record လုပ်ချင်လားဒါမှမဟုတ်လှူဝက်ချက်အနေနဲ့ပဲထားချင်လား comment မှာပြောခဲ့ကြနော်